Tadia Mingala AK77 Ma Pianle Jusubare Sia Kesso Ye Jualango, a cancer in it, Celebi Papia Bito Ma Pitre, Nasin Kansa Bijava Ushe Jualan, Can Secha Nisu Swishi Outri Day, Senator Disaptare, a meow music, Homsi Ha, Nilu Puero, the comedy babu, a drip amare, Beduri la Tamamate, Pisi a home subtune. တန်ကြီးတက်နေတဲ့လီကားတစ်စင်းကိုမြင်နေရတယ်။မျောစင်အဝင်အဝဘေးနှစ်ဖက်မှာချထားတဲ့တန်ကြီးတက်နေတဲ့အမြောက်နှစ်လက်ကိုကြည့်ရတာကလည်း Premier League ဘောလုံးအသင်းသတင်းကိုတော့ခြေခွဲဖွေသွားတရစီတယ်။သူတို့ခမရတန်ပိုးလို့သာအမြောက်နာမည်ခံထားရတာ။စင်မောကနေတက်မပြရတာလဲကြားနေပြီကို။ကောင်းလေ။လာ။အထဲကိုရောက်နေပြီဖြစ်တဲ့ Chief Fred ကကျွန်တော်ကိုခပ်အုပ်လေးလမ်းခေါ်တယ်။အထဲကိုရောက်တော့ထင်းတဲ့အတိုင်းလင်းနုချီနှက်တွေရောအောက်တိုးတိုးအနှက်တွေပါရနေတယ်။မျိုးစင်ပေါ်ကိုမှုတ်ကြည့်လိုက်တော့အမြောက်တင်ပြရတဲ့ပတ်ပတ်လေးအပေါက်ငယ်တွေကလွဲလို့မောင်မဲလို့ငါတို့အပေါ်တက်ရမယ်။တတိတော့ထားကွာ။လေကားကအတော်ကြာနေပြီဆိုတော့တန်ကြီးတွေကြီးပဲ။ Chief Fred က Bottomley ရဲ့ Buffalo Soldiers တချင်းအလိုက်ကိုလေချုံပြီးလေကားအတိုင်းတွေ့တက်သွားတယ်။ကျွန်တော်ကလည်းအနောက်ကနေတွေ့တက်လိုက်တယ်။မျိုးစင်ပေါ်တက်ရတာကရီးစားဦးနဲ့ပထမဆုံးအတူတူအဲ့ရတယ်လို့ပဲဒါများအလွယ်လေးကွာလို့အစိုးပိုင်းကထင်ရပေမဲ့တကယ်တက်ကြည့်တဲ့အခါတော်တော်လေးကိုအပေါက်လမ်းမတည့်ပဲရင်တုံစရာကောင်းနေပါလေမျိုးစင်အပေါ်မှာတော့အမြောက်တွေတင်ပြရတဲ့ပတ်ချလေးအပေါက်တွေကဝင်လာတဲ့နေကြီးဖြော့ကလွဲလို့မောင်းနေတယ်ဟိုတုန်းကအရှေ့တောင်အာရှနိုင်ငံတွေမှာစစ်ပွဲတွေဖြစ်ရင်လူတွေဒီဘက်ကပဲနပြည်တော်ကတက်ဆိုင်ရာနှက်တွေပါစစ်တိုက်ကြတဲ့အဖိုးကြီး Chief Fred ရဲ့အတန်ကလိုင်ကောင်းထဲမှာလို့ပဲ့တင်ထက်နေတယ်။ဒီခံတက်မျိုးစင်ကလည်းစစ်ထိုးလာတဲ့ဗမာနှက်တွေကိုတိုက်ခိုက်နိုင်ဖို့အစီအရင်တွေအများကြီးလှုပ်ထားခဲ့တာ။ဒီဘက်ကိုလာခဲ့ကောင်းလေ။ကျွန်တော် Chief Fred ရှိရာကိုဖြည်းဖြည်းချင်းရှောက်သွားလိုက်တယ်။ Chief Fred ကကျွန်တော်နားမလည်တဲ့ဘာသာစကားတစ်ခုနဲ့မန်ဒန်တစ်ခုကိုမန်းမုံနေတယ်။ရုတ်တရက်အလင်းရောင်ဖျဝင်နေတဲ့အမြောက်တင်တဲ့အပေါက်တွေဟာဖြော့တော့အမောင်ဖြစ်သွားတယ်။မျိုးစင်ကြီးအတွင်းဖက်ဟာပို့ပြီးအေးဆက်လာတယ်လို့ပဲဒီအပေါက်ကနေအပြင်ကိုတစ်ချက်ငုံကြည့်လိုက်စမ်းပါအပေါက်ဝမှာရက်ပြီးအောက်ကိုကျွန်တော်ကြည့်လိုက်တယ်အောက်မှာရေညှိတက်နေတဲ့ကန်တခုရဲ့မျက်နှာပြင်လိုမျိုးစိတ်ပုတ်အရှောင်ဖြစ်နေတဲ့မြေပြင်အတန်ပေါင်းစုံလာရဖက်စီကြည့်လိုက်တော့ရာနဲ့ထောင်နဲ့ချီနိုင်မဲ့ဇိုင်နိုဆက်ဖလိုက်တွေခွေးအမျိုးအစားအစုံရဲ့ခေါင်းတွေနဲ့လူခန္ဓာကိုအမျိုးမျိုးသူတို့ဟာစစ်တပ်တစ်ခုလိုမျိုးတက်ဆုလိုက်စနစ်တကျတန်းစီနေကြတယ်တခြားတစ်ဖက်မှာလည်းဇိုင်နိုဆက်လိုက်အထီးတွေအမတွေဟာလူသေးကောင်တွေနဲ့ခွေးသေးကောင်တွေကိုတဲပြေးရှောက်သွားနေကြတယ်ဈေးတန်းလိုနေရာမျိုးမှာလူနဲ့ခွေးတွေရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတွေတခြားတရိတ်ဆန်အစိတ်ပိုင်းတွေကိုရောင်းဝယ်နေကြတယ်လို့စီကားလို့ထူးထူးခြားခြားတနေရာမှာတော့တန်လောင်အိမ်အကြီးတဲ့လေဘင်းကိုတန်ကျိုးခတ်ခံထားရတဲ့သူတွေကျွန်တော်တို့စီမှာအိမ်မွေးတရိတ်ဆန်တွေရောင်းတယ်လို့လူတွေကိုရောင်းနေကြတာပဲမင်းမြင်နေရတာကငါတို့နဲ့အတူတကွရှိနေပေမဲ့ငါတို့မမြင်နိုင်တဲ့ dimension ကစိုင်းနူရီရဲ့ကဘာပဲဒီမျိုးစင်ပေါ်ကတပေါက်စီတိုင်းဟာရှေးအစီအရင်တွေကြောင့် dimension တစ်ခုစီကိုမြင်ရတယ်စုပေါင်းအပေါက်၈ပေါက်မှာငါတို့မမြင်နိုင်တဲ့ dimension တွေကို Mandan တစ်ခုရွတ်နဲ့မြင်ရနိုင်တယ်ကောင်းလေးဟာဟိုမှာရှေးဖရက်စကားမဆုံးခင်မြင်လိုက်ရတဲ့မြင်ကွင်းတစ်ခုကြောင့်ကျွန်တော်စိတ်တွေဝုန်းကနေလှုပ်ရှားသွားတယ်ဒယ်ဒီကျွန်တော်အဖေပဲအဖေဟာလေဘင်းမှာကျိုးတန်းလက်နဲ့ဇိုင်နိုဆက်ဖလိုက်တစ်ကောင်ရဲ့ဆွဲခေါ်ရာကိုလိုက်ပါနေတာတွေ့လိုက်ရပါတယ်အဲ့ဒီဇိုင်နိုဆက်ဖလိုက်ကအဖေကိုပေါင်မှုတစ်လုံးပစ်ကျွေးသေးရဲ့အဖေကပေါင်မှုကိုအငမ်းမရစားနေသေးတာရုတ်တရက်ကျွန်တော်ခန္ဓာကိုယ်ဟာလေးလန်ကြီးခံစားလာရတယ်ကျွန်တော်ကိုယ်တွေကအမွေးရှိလက်သိချွန်နဲ့လက်တစ်ဖက်ထွက်လာပြီးအောက်ကိုခုန်ဆင်းဖို့လှုပ်နေတယ်ကျွန်တော်ရှာမဟုတ်တဲ့ရှာကြီးတစ်ချောင်းနဲ့ကျွန်တော်ပါစက်ထဲကအဆွဲကြီးတွေဟာတအီအတန်ထွက်လာနေတယ်ကျွန်တော်အသိစိတ်တွေကထိမရတော့ဘူးမျိုးစင်ပေါ်ကနေဇိုင်နိုအုပ်ကြီးစီကိုခုန်ချသွားကြတယ်ပြီရှေးဖရက်ရဲ့မန်ဒန်ရွတ်တန်တဲ့ကြားရတယ်ကျွန်တော်အရှိကမြင်ကွင်းဟာပျောက်ွယ်သွားပြီးမျောစင်အောက်မှာလူနဲ့ကားတွေသွားနေတဲ့မြင်ကွင်းတွေပဲပြန်ပေါ်လာတယ်
ကျွန်တော်ခန္ဓာကိုယ်တွေကထိုးထွက်ဖို့လုပ်နေတဲ့တက်တော်ကြီးလဲပြန်ပြောက်သွားလေရဲ့ကျွန်တော်လဲအိတ်ထဲကမန်ဘလူးအနှစ်ကိုထုတ်ပြီးကြည့်ဖို့လှုပ်လိုက်တယ်မရဘူးကောင်လေမန်ဘလူးအနှစ်ကလူခန္ဓာကိုယ်နဲ့ဆက်နွယ်နေတဲ့ဝိညာဉ်တွေမိစ္ဆာတွေကိုပဲကြည့်လို့ရတာကွယ်နေတဲ့ dimension ကြီးတစ်ခုလုံးကိုကြည့်ဖို့လောက်အထိမစွမ်းဘူးကျွန်တော်အဖေကိုတွေးလိုက်တယ်ဟုတ်တယ်မင်းအဖေ Frederick ဟာမင်းရဲ့ကျင်းစာအတွက် Cynocephaly တွေနောက်ကိုလှိုက်ပြီးအဖြေရှာနေခဲ့တာ Uncle Wolf ကတွေးပြီးတဲ့နောက် Hungary ရဲ့တောနဲ့တနေရာမှာမင်းအဖေပျောက်သွားခဲ့တာပဲတကယ်တော့ Cyno တွေရဲ့အိမ်မွေးကျွန်အဖြစ်သူခေါ်ခံလိုက်ရတာပဲကျွန်ဟုတ်တယ် Cyno တွေလောကမှာအသွင်ပြောင်းပေါင်းစည်းလို့မရတဲ့လူတွေနဲ့ခွေးတွေကိုကြတော့တတ်ဖြတ်ပြီးအသားကိုအဓိကစားကြတယ်လို့မျိုးအိမ်မွေးတရိษံအဖြစ်ကျွန်အဖြစ်လဲမွေးတတ်ကြသေးတယ်ဒါဆိုကျွန်တော်အဖေကဟုတ်တယ်အခုနကတော့မင်းခန္ဓာကိုယ်ရဲ့ကဆိုင်နိုကောင်ကမင်းကိုပါအဲ့ဒီ dimension နဲ့အထိဆွဲခေါ်ဆင်းသွားတော့မလို့လုပ်နေတာငါမန်နဲ့ရွတ်လိုက်လို့ပေါ့ကျွန်တော်အဖေကိုကျွန်တော်ရှက်အောင်ပြန်ခေါ်မယ် Cynocephaly တရားကိုချိုးပြီး Skinwalker နဲ့ Cyno ပေါင်းစပ်မှုတွေကိုပြန်သွားပြီးတော့မှတားဆီးနိုင်ရင်ကျင်းစာတွေအားလုံးကပြတ်ပြီပဲဒီတာဝန်ကိုမင်းမဲယူရမှာမပုံနဲ့ကဲမင်းအတွက်တခုရဲကျန်တော့တဲ့လိုအပ်တာကိုငါမင်းကိုပေးမယ်အဖိုးကြီး Shefred ကလေတစ်ချက်ချွန်လိုက်ပြီးမျောစင်ခေါမိုးရှိရာကိုရက်မတွေကနေတဆင့်တက်သွားတယ်ပြီးတော့အုတ်ချက်တစ်ချက်ကိုလက်နဲ့အသားကလေးလှပ်ပြီးယူလိုက်တယ်အဖိုးကြီးပြန်ဆင်းလာတော့လက်ထဲမှာအနှက်ရောင်တစ်တာတစ်လုံးတစ်တာကိုဖွင့်လိုက်ပြီးကျွန်တော်စီထိုးပေးလိုက်တယ်တစ်တာထဲမှာရှေးခေတ်ဖန်နဲ့လှုပ်ထားတဲ့သဲနာရီလေးတစ်ခုသဲနာရီရဲ့အနားကွက်တွေကတော့အနှက်ရောင်တတ်တုတစ်မျိုးနဲ့လှုပ်ထားတယ်ဒါကြီးကဘာလို့ကမှာတော့ငါမာတာတွေကိုတေချာနားထောင်မှာကောင်းနေမင်းလုပ်ရမယ့်အလုပ်တွေကအရေးကြီးတယ်အစစ်လိုက်လွဲချော်လို့မရဘူးလွဲချော်တာနဲ့ dimension အလွာတွေမကြခင်ကျိုးပေါက်ပြီး Cynocephaly စစ်တိုက်ကြီးဟာလူသားကဘာတွေကိုဝင်ရောက်လာမယ် Skinwalker တွေနဲ့ပေါင်းစည်းကြမယ်ပြီးရင်တော့တစ်ချိန်လုံးကလူသား dimension တွေကနေနင်ထုတ်ခံထားရတဲ့သူတို့ရဲ့နာကျင်မှုတွေအတွက်လက်စားချေမှုတွေကိုပြန်ယူကြမယ်ကျွန်တော်ဘာလုပ်ရမလဲသာပြောပါဒီသဲနာကြီးဟာ Cynocephaly တရားနောက်ဆုံးပွင့်ခဲ့တဲ့လွန်ခဲ့တဲ့နှစ်90စီကိုမင်းကိုပြန်ခေါ်တော့ပေးလိုက်မယ်ဒီကနေပြန်ရင်နေ့ရဲ့နောက်ဆုံးအချိန်ညရဲ့အစောဆုံးအချိန်မှာတရားပွင့်လာဖို့တဲ့နေရာကိုသွားပါအဲ့ဒီကိုရောက်ရင်ဒီသဲနာကြီးကိုမင်းရဲ့လက်နဲ့ကင်ပြီးထောင်ထားလိုက်သဲတွေကျလာတာနဲ့အမျှအချိန်တွေကအနက်ကိုပြန်သွားလိုက်မယ်နောက်ဆုံးသဲတွေကုန်သွားတာနဲ့မင်းဟာလွန်ခဲ့တဲ့နှစ်ပေါင်း80ကအဲ့ဒီအဖြစ်ဖြစ်ခဲ့တဲ့နေရာကိုပြန်ရောက်သွားလိုက်မယ်သဲနာကြီးအလုပ်လုပ်နေချိန်မှာစိုက်နိုတွေကမင်းကိုဝိုင်းပြီးနှောက်ယှက်ကြလိမ့်မယ်ဒါပေမဲ့ဘာပဲဖြစ်ဖြစ်သဲနာကြီးတွေကသဲတွေအကုန်မချမချင်းလက်ကိုမလွတ်လိုက်နဲ့ပြီးတော့မင်းကိုသူတို့အသက်သေးအောင်တော့မလုပ်ကြဘူးဘာကြောင့်လဲဆိုတော့စိုက်နိုတွေလူသား dimension တွေစီဝင်ရောက်ကြဖို့ရာမင်းခန္ဓာကိုယ်ထဲမှာရှိနေတဲ့Alicat Cynocephaly ရဲ့စွမ်းအင်ကိုလိုကြတယ်အဖိုးကြီးထူဆန်တဲ့ Skinwalker သူ့ခွေးတို့ကြောင့်အဖြစ်အပျက်မင်းရှိမှမြင်ခဲ့ရတဲ့အခါ Skinwalker ရော Cyno တွေရောကပါဖြက်စီးဖို့နီးကတစ်ခုပဲရှိတယ်သူတို့နဲ့ရင်ဆိုင်တွေ့တဲ့အခါမှာလက်ဝါးကတ်တိုင်အနက်ကိုတေချာကင်ထားပါမင်းစီမှာရှိနေတဲ့လူစွမ်းအား Alicat Cynocephaly ရဲ့စွမ်းအားရဲ့လက်ဝါးကတ်တိုင်အနက်ရဲ့အစီအရင်တွေကိုပေါင်းစည်းပြီးရင်ရောင်စဉ်ဆက်ကြိုးတွေထွက်လာလိမ့်မယ်။အဲ့ဒီရောင်စဉ်ဆက်ကြိုးတွေရှိမှမန်ဘလူးကိုခံပေးပြီးအလင်းစုစည်းမှုဖြစ်အောင်လုပ်သူတို့ခန္ဓာကိုယ်ပေါ်မှာကြပေးလိုက်တာနဲ့သူတို့ဟာအငွေ့တွေဖြစ်ကုန်လိမ့်မယ်။တရားကိုရောတရားဟာအဲ့ဒီနေရာမှာပေါ်နေမှာပဲ။တရားအလေကိုသွားပြီးစက်ကြဝဠာရဲ့ရှိတဲ့ကျဲရီစီကအစွမ်းကိုမန်ဘလူးနဲ့စုစည်းပြီးတရားတဲ့ကြအောင်လုပ်ပါ။ Cynocephaly တွေအားလုံးကိုအဆုံးမဲ့ပျက်စီးခြင်းဖြစ်တဲ့အာကာသတွင်းနဲ့ကြီးတဲ့ကိုဆွဲခေါ်သွားပါလိမ့်မယ်။ဟုတ်ပြီကျွန်တော်ဘယ်တော့လုပ်ရမလဲ။ဒီညနေပဲတခုတော့ရှိတယ်။သဲနာကြီးကိုတော့မပြောက်ပြတ်ပါစေနဲ့။ကိစ္စပြီးရင်အဲ့ဒီသဲနာကြီးကိုပြန်ထောင်ပြီးသဲအပြည့်ပြန်ကြမှပြစ်စုံပံကိုမင်းပြန်ရောက်မယ်။မဟုတ်ရင်အတိတ်မှာမင်းပိတ်မိနေလိမ့်မယ်။အပြန်ခရီးမှာတော့ Candy ဟာအသွားတုံးကလို့မအိပ်တော့ဘူး။တတိကြီးထားနေတဲ့ပုံစံနဲ့လမ်းဘေးဝဲရာကိုကြည့်ရင်လိုက်လာပါတယ်။ Candy မင်းဘာတွေစိုးရိမ်နေတာလဲ။
ရှက်လက်ထဲမှာဇိုင်နိုကောင်တွေကိုဖျက်ဆီးပစ်နိုင်တဲ့လက်နက်ကရိယာကစုံနေပြီဒါကိုသူတို့လည်းသိမှာပဲရှင်ကိုသူတို့မရရအောင်တိုက်ခိုက်ကြလိမ့်မယ်မင်းရှိနေတာပဲကန်ဒီရဲ့ဘာကိုကြောက်ရမှာလဲအမလီမလုံနဲ့ဒီလန်ပန်းနေနေတဲ့မှာကျမမိတ်ဆွေတွေမရှိဘူးလမိုင်းသခင်လည်းမတူတဲ့အတွက်ကျမမှလည်းဘာတကူမှတောင်းခွင့်မရှိဘူးလေခွင်းရွာစည်းကိုကြောပြီးကွန်တန်တောင်ကိုစဖြတ်ပါပြီလမ်းတွေကကောင်းပြီမဲ့လေအတက်အစင်းခွေတွေကများပြီးလမ်းဘေးမှာလည်းကြောက်နေရန်တွေကြီးမို့ကားကိုစတင်ပြီးတတိချာမောင်းနေရပါတယ်ဒီနေ့မှဒီလမ်းဟာဖြတ်သွားဖြတ်လာနေနေတယ်လို့ပါပဲရုတ်တရက်ဘိုးကအောက်လာတယ်ပတ်ဝန်းကျင်ကမောင်းလာတယ်လို့ပဲတတိထောင်ဒေးဗစ်ဒါပုံမှန်အချိန်နေမဟုတ်ဘူးတင်တယ်ဘုံဟောကျွန်တော်ကားခေါင်မှုကိုတခုခုခုံချလိုက်တဲ့အတန်မိုးကအချိန်မဟုတ်အခါမဟုတ်တဲတဲမဲမဲရွာချလိုက်တယ်တဲတဲမဲမဲဆိုတော့မှရှေ့ကမ်းမှာဝိုက်ဘာနဲ့ရှင်းမရအောင်ကိုရွာတာကျွန်တော်ကားကိုအချိန်လျှော့လိုက်ရတယ်ဟင်ကျွန်တော်ခြေထောက်တွေဟာလီဘာနင်းထားရကရွှေ့မရအောင်တစုံတစ်ယောက်ကလီဘာဝေနင်းနေတယ်လို့ပဲကားကအချိန်မြင့်ပြီးမြင့်နေတာမိုးကလည်းတဲတဲ့ထက်သေးမဲရှေ့ကိုလည်းဘာမှမမြင်ရတော့ဘူးဘတ်ကျွန်တော်ဘေးကကမ်းမှန်ပရင်ပေါ်ရှာအရှိကြီးတစ်ခုကြာလာတယ်ဒေးဗစ်သူတို့ရောက်လာကြပြီအချိန်ကိုလျှော့မရတော့ဘူးခင်ဒီငါခြေထောက်တွေလီဘာကနေကျွတ်လို့မရတော့ဘူးမိုးဒီမကလေကပါခက်ကြမ်းကြမ်းတိုင်လာတယ်မိုးရေတွေနဲ့ဘာမှသိမမြင်ရတဲ့မန်ရှိမှာအဆွဲဖြဲထားတဲ့ခွေးကြီးတစ်ကောင်ရဲ့မျက်နှာပေါ်လာတယ်ရှစ်လက်ဝက်ကတိုင်ကိုထောက်လိုက်ကျမစတီရင်ကိုကင်ထားပေးမယ်ဒေးဗစ်ကျွန်တော်အဲ့ထဲကလက်ဝက်ကတိုင်ကိုထုတ်လိုက်ပါတယ်အတန်နဲ့အတူဇိုင်နိုကောင်ဟာကားဘောနက်ဘောကနေကတ်တရလက်ပေါ်ပြုတ်ကျသွားတယ်ထူးထူးခြားခြားကားဟာအရှိန်တင်မောင်းနေပေမဲ့တိတ်မရွှေ့တော့တယ်လို့ပဲဒေးဗစ်အနောက်ကိုကြည့်လိုက်ဘက်ချီမန်ကနေကျွန်တော်ကြည့်လိုက်တယ်ဇိုင်နိုဆက်ဖလိုက်၄-၅ကောင်ဟာကျွန်တော်ပစ်ကတ်ကားရဲ့အနောက်ဘက်မှာဘုံခလန်ရှေ့မန်ပရင်ကိုအားနဲ့ရိုက်လက်တန်အစုံမှာမန်ဟောင်ကွဲသွားတယ်မျက်နှာစီဦးတီလာတဲ့မန်စတွေကိုကျွန်တော်လက်နဲ့ကာလိုက်ချိန်မှာပဲဘုံဘုံအတန်ကြီးနဲ့အတူကားဟာကြောက်သေးကိုထိုးဆင်းသွားလေရဲ့ကန်တီတတိထားကျွန်တော်အားကုန်អော်လိုက်ပေမဲ့အတန်ထွက်မလာတော့ဘူးအရှိမကအမောင်တူကြီးသွားဟာပြီအဆုံးအထိလိုက်ပါနားဆင်ပေးခဲ့ကြတဲ့သူတူးတယောက်ချင်းစီကိုအထူးပဲကျေးဇူးတင်ရှိပါရရှင်နောက်အခန်းတွေမှာလည်းဒီထက်ပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့အတွက်စောင့်မျှော်အားပေးကြပါအောင်ရှင်